ဆိုတော့တချို့ identity ဆိုတာလူတယောက်ရဲ့အတွင်ပြင်လက္ခဏာပေါ့ဗျာအမှတ်သင်္ကေတလို့လည်းပြောကြတာပေါ့ဗျာကျွန်တော်တို့မှတ်ပုံတင်ကတ်တွေဆို ID ကတ်လို့သုံးတာ ID က identity ကတ်ဆိုတော့ဘယ်သူဖြစ်တယ်ပေါ့ဆိုဥပမာကျွန်တော်ပြောပြမယ်ကျွန်တော်တင်ထွန်းဦးအလီကျွန်တော်ရဲ့ identity အစ္စလာမ်ဘာသာဝင်တယောက်ဖြစ်တဲ့ identity လူတယောက်ဖြစ်တယ်အဲ့ဒီ identity ကမေ့နေတဲ့လူဖြစ်ခြင်းကလည်း identity တစ်ခုပဲဒါကြောင့်မလို့လူအဲ့ဒီ identity ကိုမေ့နေလို့ကျွန်တော်တို့ကတခါကျတချို့ genocide တွေပေါ်လာတာလူလို့ကျွန်တော်တို့ကမထင်လို့လူတူတက်တော်များလားလို့ထင်လို့ဒီကနေ့ကမ္ဘာပေါ်မှာလူမျိုးတွေများစွာလူမျိုးသုံးတပ်ဖတ်မှုတွေပေါ်လာတယ်ဘာဖြစ်လို့လဲအဲ့ဒီလူဖြစ်ခြင်းဆိုတဲ့ identity ကိုကျွန်တော်တို့ကသိချသဘောမပေါက်လူပဲသူလည်းလူပဲကျွန်တော်လည်းလူပဲကျွန်တော်ဒီလူဖြစ်ခြင်းဆိုတာလည်းကျွန်တော်မှ identity ကယောက်ျားတစ်ယောက်ဖြစ်ခြင်းတချို့ identity တွေကပြင်လို့ရပြုတ်ပြင်လို့ရကျွန်တော်ရဲ့အသွင်ပြင်နေကျွန်တော်ရဲ့လက္ခဏာကျွန်တော်ကိုသိဖို့အတွက်ဆိုရင်ကျွန်တော်ပြင်လို့ရတာတွေရှိတယ်ကိုယ်တိုင်ပြင်လို့ရတချို့ပြင်လို့မရအောင်ဘင်္ဂါလီဖြစ်တယ်ကျွန်တော်ပြင်လို့မရအောင်မွေးရပါအဖေတယောက်ဖြစ်တယ်ကျွန်တော်ခလေးမွေးတာလို့ဖခင်တယောက်ဖြစ်တယ်ဒါလူတယောက်ရဲ့အမှတ်တညာတယ်နော်နည်းနည်းတော်ကီဖြစ်တာဝါသနာပါအလီလို့ပြောလိုက်တာဟာဒီကောင်စကားများတယ်အဲ့ဒါလည်း identity လူတွေသတ်မှတ်ထားတဲ့ identity လေးမှာပါအဲ့ဒါကျတော့ပြင်လို့ရတယ်ခုနကျွန်တော်ပြောကျွန်တော်ပြင်မယ်ရည်တက်ထိတ်တက်အလီလို့ပြောလိုက်ဒါလည်းကျွန်တော်ပြင်လို့ရတယ်ဆိုတော့နောက်ထပ်ကျွန်တော်မှအများကြီးရှိတယ်အဲ့တော့ identity လို့ပြောလိုက်ရင်ကျွန်တော်ပြင်လို့မရတယ်ကျွန်တော်ရဲ့မွေးရပါလာတဲ့အသွင်ပြင်လက္ခဏာတွေရှိသလိုကျွန်တော်တို့ပြုတ်ပြင်လို့ရတဲ့အမှတ်တညာတွေလည်းရှိတယ်လူတွေကသတ်မှတ်ပေးလိုက်တဲ့အမှတ်တညာတွေလည်းရှိတယ်ဥပမာဒီအုတ်ထုပ်ဆောင်းတာဆိုလို့ရှိရင်ကဘာတစ်ခုလုံးကအစ္စလာမ်ရဲ့ identity လို့အကျမ်းပြင်းသတ်မှတ်ထားတယ်ကျွန်တော်လက်မခံလို့မရဘူးလူအခွင့်အရေးကြီးညာစံအပိုက်18မှာပါတယ်လူတိုင်းညီသည့်ဘာသာကုန်လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသည်ဆိုပြီးရေးတယ်ဒီဘက်မှာပုံလေးပေါ်လိုက်လို့ရှိရင်အစ္စလာမ်ဘာသာကိုပုံပေါ်လို့ရှိရင်အဲ့လေကလေးလေးတယောက်မှာအုတ်ထုပ်လေးတစ်လုံးဆောင်းတာမိန်းကလေးဆိုလဲဖွာလေးဆောင်းတာဒါလူတွေသတ်မှတ်ထားတဲ့ identity အဲ့တော့ identity မှာမွေးရပါတယ်ရှိတယ်ကိုယ့်နဲ့ကိုယ်သတ်မှတ်ထားတာရှိတယ်ကိုယ်လုံးယူထားတာရှိတယ်ပတ်ဝန်းကျင်ကသတ်မှတ်ထားတာရှိတယ်အဲ့ဒါ identity ပဲအဲ့ဒီ identity ကိုကျွန်တော်တို့ကအမျိုးအစားခွဲကြည့်ပညာရှင်တွေကပြောတယ်လူတစ်ယောက်ချင်းရဲ့တက်ဆိုင်တဲ့ individual identity personal ပေါ့ဗျာ